ရောအားဒီကနေ့ရေးတယ် 用那个没什么呀，你要不要？ ရှမ်းလေးကနောက်ကျက်တယ်ကွာထီးရချထားလိုက်တော့မှာညမအချင်းမှာဆိုမှထီးချင်းပြတော့မှာလားဒါတကြီးကဲမယ်ကျွန်တော်ကလည်းနည်းဘာညာနဲ့ချတာပဲကွက်တရားလား ဒီဘက်နာတိုးပါလားကိုချိန်မှာဆိုတော့ကိုင်းငယ်လေးတစ်ခွက်ပြီးသွားပါပြီစောင်းလာတော့အခွက်လေးဟာနှစ်ခွက်ပြီးသွားပြီဟာကိုပြုံးကသုံးခွက်ပြီးသွားပြီခင်ဗျာဗီဒီယိုနဲ့မှတ်တမ်းတင်ထားနော်အေး